ပုရတိမေနာတတရထောဒက္ခိနေနဝိရုလကောပစ္စည်းမေနာဝိရုပခောကုဝေရောဥတ္တရံဒိတံသတ္တရောတေမဟာရာဇာလောကပါလာယတတိနောတေပိတုံမေနုရခန္တုအရောဂေနတုခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအရှင်မျက်နာစုစု၌တတရထောကန္တဗနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနမင်းကြီးသည်၎င်းတက္ခိနေနာမြစ်မိုးတောင်မှမြရောင်ကိုမြူတောင်မျက်နာစုစု၌ဝိရုလကောဂုံမနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနမင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြစ်မိုးတောင်မှရွှေရောင်ကိုမြူမြောင်မျက်နာစုစု၌ကုဝေရောအာလာဝကသာတိကျော်ဟိုဘလူမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနမင်းကြီးသည်၎င်းပစ္စည်းမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအနောက်မျက်နာစုစု၌ဝိရုပခောနန္ဒောပနန္ဒသာတိကျော်ဟိုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုပခနမင်းကြီးသည်၎င်းအဋ္ဌိတန်ဤမှန်သာမသွေရှိကြပါပေကုန်၏သတ္တရောလေးရောက်ကုန်သောတေမဟာရာဇာလောကပါလမိနာမနှင့်တေဇဂုံမောက်ထိုနမင်းကြီးလေးယောက်တို့သည်လောကပါလာလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချမ်းရလည်းရှိကြပါပေကုန်၏တေထိုလောကပါလာအမိယတိသတုမဟာရေနမင်းကြီးလေးယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းတင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာသာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုခေနာသာကိုစိတ်နှပြလိုအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရန်၎င်းအနုရခန္တုရင်၌ပညာသမိတာပမကရုဏာဖြင့်ရှုကာ၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းပုရတိမေနာတတရထောဒက္ခိနေနဝိရုလကောပစ္စည်းမေနာဝိရုပခောကုဝေရောဥတ္တရံဒိတံသတ္တရောတေမဟာရာဇာလောကပါလာယတတိနောတေပိတုံမေနုရခန္တုအရောဂေနတုခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအရှင်မျက်နာစုစု၌တတရထောကန္တဗနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနမင်းကြီးသည်၎င်းတက္ခိနေနာမြစ်မိုးတောင်မှမြရောင်ကိုမြူတောင်မျက်နာစုစု၌ဝိရုလကောဂုံမနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနမင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြစ်မိုးတောင်မှရွှေရောင်ကိုမြူမြောင်မျက်နာစုစု၌ကုဝေရောအာလာဝကသာတိကျော်ဟိုဘလူမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနမင်းကြီးသည်၎င်းပစ္စည်းမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအနောက်မျက်နာစုစု၌ဝိရုပခောနန္ဒောပနန္ဒသာတိကျော်ဟိုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုပခနမင်းကြီးသည်၎င်းအဋ္ဌိတန်ဤမှန်သာမသွေရှိကြပါပေကုန်၏သတ္တရောလေးရောက်ကုန်သောတေမဟာရာဇာလောကပါလမိနာမနှင့်တေဇဂုံမောက်ထိုနမင်းကြီးလေးယောက်တို့သည်လောကပါလာလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချမ်းရလည်းရှိကြပါပေကုန်၏
တေထိုလောကပါဠအမိယတိစတုမဟာရဲ့နတ်မင်းကြီး၄ယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းတင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာစာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုက္ခိနာစာကိုစိတ်နှပြလိုအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရန်၎င်းအနုရခန္တုယေ၌ပညာသမိတာပမာကရုဏာဖြင့်ရှုအား၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းပုရတိမေနာတတရထောဒက္ခိနေနဝိရုလကောပစ္စည်းမေနာဝိရုပခောကုဝေရောဥတ္တရံဒိတံသတ္တရောတေမဟာရာဇာလောကပါလာယတတိနောတေပိတုံမေနုရခန္တုအာရောဂေနဒုက္ခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအရှင်မျက်နာစုစုနိုင်တတရထောကန္တဗနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနတ်မင်းကြီးသည်၎င်းတက္ခိနေနာမြစ်မိုးတောင်မှမြတ်ရောင်ကိုမြူတောင်မျက်နာစုစုနိုင်ဝိရုလကောဂုံမနွယ်ယိုနတ်မျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနတ်မင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြစ်မိုးတောင်မှရွှေရောင်ကိုမြူမြောင်မျက်နာစုစုနိုင်ကုဝေရောအာလာဝကသာတိကျော်ဟိုဘလူမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနတ်မင်းကြီးသည်၎င်းပစ္စည်းမေနာမြစ်မိုးတောင်မှငွေရောင်ကိုမြူအနောက်မျက်နာစုစုနိုင်ဝိရုပခောနန္ဒောပနန္ဒသာတိကျော်ဟိုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုပခနတ်မင်းကြီးသည်၎င်းအဋ္ဌိတန်ဒီမှန်သာမသွေရှိကြပါပေကုန်၏သတ္တရောလေးရောက်ကုန်သောတေမဟာရာဇာလောကပါဠမိနာမနှင့်တေဇဂုံမောက်ထိုနတ်မင်းကြီးလေးယောက်တို့သည်လောကပါဠလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချေရလည်းရှိကြပါပေကုန်၏တေထိုလောကပါဠအမိယတိစတုမဟာရဲ့နတ်မင်းကြီး၄ယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းတင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာစာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုက္ခိနာစာကိုစိတ်နှပြလိုအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရ၎င်းအနုရခန္တုယေ၌ပညာသမိတာပမာကရုဏာဖြင့်ရှုအား၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းပုရတိမေနာတတရထောဒက္ခိနေနဝိရုလကောပစ္စည်းမေနာဝိရုပခောကုဝေရောဥတ္တရံဒိတံသတ္တရောတေမဟာရာဇာလောကပါလာယတတိနောတေပိတုံမေနုရခန္တုအာရောဂေနဒုက္ခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအရှင်မျက်နာစုစုနိုင်တတရထောကန္တဗနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနတ်မင်းကြီးသည်၎င်းတက္ခိနေနာမြစ်မိုးတောင်မှမြတ်ရောင်ကိုမြူတောင်မျက်နာစုစုနိုင်ဝိရုလကောဂုံမနွယ်ယိုနတ်မျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနတ်မင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြစ်မိုးတောင်မှရွှေရောင်ကိုမြူမြောင်မျက်နာစုစုနိုင်ကုဝေရောအာလာဝကသာတိကျော်ဟိုဘလူမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနတ်မင်းကြီးသည်၎င်း
ပစ္စည်းမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအနောက်မျက်နှာစူးစူးနိုင်ဝိရုပခောနန္ဒောပနန္ဒစသည်ကျော်ဟုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင့်ဝိရုပခနတ်မင်းကြီးသည်၎င်းအဋ္ဌိတန်ဤမှန်သာမသွေရှိကြပါပေကုန်၏စတ္တရောလေးရောက်ကုန်သောတေမဟာရာဇလောကပါဠမိနာမနှင့်တေဇဂုံမောက်ထိုနတ်မင်းကြီးလေးယောက်တို့သည်လောကပါဠလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချက်ရလည်းရှိကြပါပေကုန်၏တေထိုလောကပါဠအမိယတိစတုမဟာရေနတ်မင်းကြီးလေးယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာစာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုခေနာစာကိုစိတ်နှပြလူအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရန်၎င်းအနုရခန္တုရင်၌ဖြစ်ညာသမိတာပမာကရုဏာဖြင့်ရှုဟာ၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းပုရတိမေနာတတရထောဒခိနေနဝိရုလကောပစ္စည်းမေနာဝိရုပခောကုဝေရောဥတ္တရံဒိတံစတ္တရောတေမဟာရာဇလောကပါဠယတတိနောတေပိတုံမေနုရခန္တုအာရောဂေနတုခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအရှင်မျက်နာစူးစူးနိုင်တတရထောကန္တဗတွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနတ်မင်းကြီးသည်၎င်းတခိနေနာမြစ်မိုးတောင်မှမြရောင်ကိုမြူတောင်မျက်နာစူးစူးနိုင်ဝိရုလကောဂုံမနွယ်ယိုနတ်မျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနတ်မင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြစ်မိုးတောင်မှရွှေရောင်ကိုမြူမြောင်မျက်နာစူးစူးနိုင်ကုဝေရောအာလာဝကစသည်ကျော်ဟိုဘလူးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနတ်မင်းကြီးသည်၎င်းပစ္စည်းမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအနောက်မျက်နှာစူးစူးနိုင်ဝိရုပခောနန္ဒောပနန္ဒစသည်ကျော်ဟိုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုပခနတ်မင်းကြီးသည်၎င်းအဋ္ဌိတန်ဤမှန်သာမသွေရှိကြပါပေကုန်၏စတ္တရောလေးရောက်ကုန်သောတေမဟာရာဇလောကပါဠမိနာမနှင့်တေဇဂုံမောက်ထိုနတ်မင်းကြီးလေးယောက်တို့သည်လောကပါဠလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချက်ရလည်းရှိကြပါပေကုန်၏တေထိုလောကပါဠအမိယတိစတုမဟာရေနတ်မင်းကြီးလေးယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာစာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုခေနာစာကိုစိတ်နှပြလူအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရန်၎င်းအနုရခန္တုရင်၌ဖြစ်ညာသမိတာပမာကရုဏာဖြင့်ရှုဟာ၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းပုရတိမေနာတတရထောဒခိနေနဝိရုလကောပစ္စည်းမေနာဝိရုပခောကုဝေရောဥတ္တရံဒိတံစတ္တရောတေမဟာရာဇလောကပါဠယတတိနောတေပိတုံမေနုရခန္တုအာရောဂေနတုခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကိုမြူအရှင်မျက်နာစူးစူးနိုင်တ
တတရထောကန္တဗနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနမင်းကြီးသည်၎င်းတက္ခိနေနာမြင့်မိုးတောင်မှမြရောင်ကွန်မြူတောင်မျက်နာစူးစူး၌ဝိရုလကောဂုံမနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနမင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြင့်မိုးတောင်မှရွှေရောင်ကွန်မြူမြောင်မျက်နာစူးစူး၌ကုဝေရောအာလာဝကစသည်ကြောဟိုဘလူးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနမင်းကြီးသည်၎င်းပစ္စည်းမေနာမြင့်မိုးတောင်မှငွေရောင်ကွန်မြူအနောက်မျက်နာစူးစူး၌ဝိရုပခောနန္ဒောပနန္ဒစသည်ကြောဟိုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုပခနမင်းကြီးသည်၎င်းအဋ္ဌိတန်ဤမှန်သာမသွေရှိကြပါပေကုန်၏စတ္တရောလေးရောက်ကုန်သောတေမဟာရာဇလောကပါဠမိနာမနှင့်တေဇဂုံမောက်ထိုနမင်းကြီးလေးယောက်တို့သည်လောကပါဠလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချမ်းရလည်းရှိကြပါပေကုန်၏တေထိုလောကပါဠအမိယတိစတုမဟာရေနမင်းကြီးလေးယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းတင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာစာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုက္ခိနာစာကိုစိတ်နှပြလူအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရန်၎င်းအနုရခန္တုယေ၌ဖြင့်ညာသမိတာပမကရုဏာဖြင့်ရှုအား၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းပုရတိမေနာတတရထောဒက္ခိနေနဝိရုလကောပစ္စည်းမေနာဝိရုပခောကုဝေရောဥတ္တရံဒီတံသတ္တရောတေမဟာရာဇလောကပါဠယတတိနောတေပိတုံမေနုရခန္တုအာရောဂေနတုခေနသာပုရတိမေနာမြစ်မိုးတောင်မှငွေအောင်ကွန်မြူအရှင်မျက်နာစူးစူး၌တတရထောကန္တဗနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းသောတတရထနမင်းကြီးသည်၎င်းတက္ခိနေနာမြစ်မိုးတောင်မှမြရောင်ကွန်မြူတောင်မျက်နာစူးစူး၌ဝိရုလကောဂုံမနွယ်ယိုနံမျိုးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုလကနမင်းကြီးသည်၎င်းဥဒ္ဒရံဒီတံမြစ်မိုးတောင်မှရွှေရောင်ကွန်မြူမြောင်မျက်နာစူးစူး၌ကုဝေရောအာလာဝကစသည်ကြောဟိုဘလူးမျိုးတို့ကိုအုပ်စိုးပိုင်နှင်းကုဝေရနမင်းကြီးသည်၎င်းပစ္စည်းမေနာမြစ်မိုးတောင်မှငွေရောင်ကွန်မြူအနောက်မျက်နာစူးစူး၌ဝိရုပခောနန္ဒောပနန္ဒစသည်ကြောဟိုနဂါမျိုးတို့ကိုအုပ်စိုးပိုင်နှင်းဝိရုပခနမင်းကြီးသည်၎င်းအဋ္ဌိတန်ဤမှန်သာမသွေရှိကြပါပေကုန်၏စတ္တရောလေးရောက်ကုန်သောတေမဟာရာဇလောကပါဠမိနာမနှင့်တေဇဂုံမောက်ထိုနမင်းကြီးလေးယောက်တို့သည်လောကပါဠလောကကြီး၌ရှိကြကုန်သောလူအပေါင်းကိုကောင်းစွာမသွေစောင့်ရှောက်ကြပါပေကုန်၏ယတတိနောများစွာသောအချမ်းရလည်းရှိကြပါပေကုန်၏တေထိုလောကပါဠအမိယတိစတုမဟာရေနမင်းကြီးလေးယောက်တို့သည်တုံမေစီဝေးရောက်လာမြတ်စွာတောင်းတောင်းတင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုအာရောဂိနာစာ96ဖြာဘေးဗျာတို့ကိုမမညိချမ်းသာခြင်းရှိကြစေရန်၎င်းဒုက္ခိနာစာကိုစိတ်နှပြလူအိဆာဖြင့်ကြည်သာရွှင်ပြချမ်းသာကြစေရန်၎င်း
အနုရခန္တုရင်၌ပညာသမိတာပမာကရုဏာဖြင့်ရှုအား၍ကောင်းဘေးမရောက်ရလေအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်း